ရေကန်တစ်ခုရဲ့ဘေးမှာအမောင်တူတွေဖုံးလွှမ်းနေတယ်။အေးဆက်တဲ့လေထုတွေကတိုက်ခတ်နေပြီးမြေပြင်ပေါ်မှာတစုံတစ်ယောက်ကထိုင်ပြီးရှက်ကြီးတငယ်ငိုကြွေးနေခဲ့တယ်။သူမရဲ့ရှေ့မှာတော့သူမရဲ့မဖြစ်သူရှာလီနီနဲ့သူမရဲ့မိခင်ဖြစ်သူရာဒီကာတို့ကရက်နေကြတယ်။အမေအမရှင်တို့တမ်းမျိုးမလုပ်နိုင်ပါဘူး။ကျမကိုလွတ်ပေးကြပါ။ကျမကိုမတတ်ပါနဲ့နော်။မရဘူး။နင့်ကိုဒီတိုင်းလွယ်တကူအသက်ရှင်ခွင့်ငါဘယ်လိုပေးနိုင်မှာလဲ။တကယ်လို့နင်သာအသက်ရှင်နေမှဆိုရင်ငါတို့ရဲ့ရည်မှန်းချက်တွေကဘယ်တော့မှပြည့်မြောက်မှာမဟုတ်ဘူး။ဟုတ်တယ်။သမီးပြောနေတာမှန်တယ်။ဒီကောင်မရှိနေသေး၍ငါတို့ဘယ်တော့မှရှင်းစနိုင်မှာမဟုတ်ဘူး။ဒါကြောင့်သူကတော့တေကိုတေရမယ်။ရာဒီကာရဲ့မျက်လုံးတွေထဲမှာမိခင်မြတ်တာဆိုတာမရှိပဲခက်တံမှုတွေပြည့်နေတယ်။ရှာလီနီကရုတ်တရက်သူမရဲ့ခါကြတဲ့ကတမြောင်ကိုထုတ်လိုက်ပြီးဘာသုံးဆောင်မှုမှမရှိပဲထိုးနှံလိုက်ပါတော့တယ်။အာမလုပ်ပါနဲ့အမေရှင်တို့ဒါဘာလုပ်လိုက်တာလဲအမေအမကျမမသေးချင်သေးဘူးဖះသခင်ကိုတောက်တာပြီးကျမကိုကယ်ကြပါဦးအမဒီချိန်ကဝေးဖြစ်ကျမကိုကယ်ပေးပါဦးမိုးရင်ကြီးဟာနာကျင်စွာနဲ့မြေပြင်ပေါ်မှာလိုးလိုက်ကြသွားတယ်ရှာလီနီနဲ့ရာဒီကာတို့ဟာတူကိုတူကြည့်လိုက်ကြပြီးမိုးရင်ကြီးကိုကံပတ်စီကိုဒူဒူတရွတ်တိုက်ဆွဲခေါ်သွားကြတယ်ပြီးတော့တစ်ချက်တည်းနဲ့မိုးရင်ကြီးကိုရေကန်ထဲမှာတွန်းချလိုက်ကြတယ်ကဲသွားကြစို့ငါတို့ကြံစီထားတဲ့ဆန္ဒတွေအကုန်ပြည့်တော့မယ်ဟုတ်တယ်မေသွားကြရအောင်ငါတို့ဘာလုပ်ခဲ့လဲဆိုတာဘယ်သူမှသိမှာမဟုတ်ဘူးရှာလီနီနဲ့ရာဒီကာတို့ဟာကိုနေရာကနေထွက်ခွာသွားကြတယ်ကရင်ပြည်ထဲမှာတော့မိုးရင်ကြီးကနှိမ့်မြုပ်သွားခဲ့ရတယ်ဒီမှာဟာခြေလက်တွေကိုရက်ကန်လုပ်ရင်းအိုးဖေရတခင်ကျမဒီလောက်နဲ့အလွယ်တကူမသိနိုင်ဘူးကျမရဲ့အမှန်တရားအလုံးကိုကဘာကြီးကိုမပြောရသေးဘူးအမှန်တရားကိုမပြောပဲကျမမသိချင်ဘူးတစုံတယောက်ကတော့ကျမပေါ်တနာကျင်နာပေးကြပါဦးတယောက်ယောက်ကျမကိုကူညီကြပါဦးမိုဟီနီရဲ့အတန်ဟာရေထဲမှာတဖြည်းဖြည်းပြောက်ကွယ်သွားတယ်ရုတ်တရက်ကျမရဲ့ခန္ဓာကိုယ်ကနေပြင်းထန်တဲ့လင်းနှံတွေဖြာထွက်လာတယ်ခဏချင်းမှပဲမိုဟီနီရဲ့ခန္ဓာကိုယ်ဟာလှပတဲ့စပယ်နယ်ပန်းတပွင့်အဖြစ်ပြောင်းလဲသွားပြီးကံရဲ့အလဲဘိုးမှာပွင့်လန်းလာခဲ့တယ်အဲဒီလိုနဲ့နှစ်ရက်ကြာသွားတဲ့အခါလူတယောက်ဟာကန်းဆက်ကနေပြှော်လျှောက်လာခဲ့တယ်ရုတ်တရက်သူရဲ့မျက်လုံးကကံလေကပန်းကိုမြင်သွားတယ်ဝါတိတ်လာတဲ့ပန်းလေးပါလားငါဘဝမှာဒီလောက်လာတဲ့ပန်းမျိုးတစ်ခါမှမမြင်ဘူးဟိုးအရန်လှတာပဲအဲ့ဒါကလည်းကံရဲ့လေတဲမှာပဲကဲသွားခုလိုက်မယ်ငါမိမသာဒါကိုမြင်ဘယ်လောက်တောင်ပြောသွားမလဲသူဟာတပြေးပြေးကန်းနာကိုကတ်သွားပြီးပန်းကိုကူဖို့လက်လန်းလိုက်တယ်အဲ့ဒီအချိန်မှာပဲပန်းစီကနေနာကျင်တဲ့အတန်ကူထွက်ပေါ်လာတယ်မလုပ်ပါနဲ့တကယ်လို့ရှင်ကျမကိုခူးလိုက်ရင်ကျမတည်သွားလိမ့်မယ်ပြီးရင်နောက်တစ်ချိန်အသက်ပြတ်မရှင်နိုင်တော့ဘူးကျမကိုမတတ်ပါနဲ့ဟာရီဟာလန့်ပြတ်ပြီးနောက်ကိုဆုတ်သွားတယ်သူမျက်နှာဟာကြောက်လန့်တကြားနဲ့ဖြူပြော့သွားတာပေါ့ဟမ်ဒါဘာဖြစ်တာလဲအိုးဖေသခင်ဒီပန်းစီကမိန်းကလေးတယောက်ငုံနေတဲ့တန်ထွက်နေတာလားမဖြစ်နိုင်ဘူးဒါကဖျားသခင်ကပေးတဲ့နမိတ်တစ်ခုခုလားဒါမှမဟုတ်ဒါကအကျဉ်းစာတက်နေတဲ့ပန်းတစ်ပွင့်လားဖေးကြီးဟာရီဟာကြောင်းလန့်တကြားနဲ့ဘေဘီကိုလှည့်ကြည့်နေတယ်မဟုတ်ဘူးငါဒီကနေမြန်ထွက်သွားမှဖြစ်မယ်ဖျားသခင်ကဲပါကြည့်ပြီဟဲ့ဒါကိုပြောပြီးဟာရီဟာနားမလဲတန်းထွက်ပြေးသွားပါတော့တယ်လွန်ခဲ့တဲ့18နှစ်ခန့်ကတောနတ်ကြီးထဲမှာငါးပန်းသမားဝင်တာဟာသူ့ရဲ့ကံကြမ္မာကိုရှာဖွေရင်းရှောက်သွားခဲ့တယ်သူရဲ့မျက်နှာပေါ်မှာပင်ပန်းနှမ်းနွယ်မှုတွေနဲ့မျက်လုံးထဲမှာစိုးရိမ်ပူပန်မှုတွေအတိုင်းသားမြင်တွေ့နေရတယ်။အိုးဖျားသခင်ကျွန်တော်ဘာလို့ရမလဲကျွန်တော်ရဲ့ကံကြမ္မာကတော့တကယ်ပဲကံဆိုးလုံးပါတယ်။ကံတရားကကျွန်တော်ဘက်မှာတစ်ခါမှမရှိခဲ့ဘူး။ဒီနေ့သာငါးတကောင်မှမရရင်ဘာရီကာကငါ့ကိုဘာလို့မလဲမသိဘူး။ဝင်တာဟာစိတ်ပြက်လက်ပြက်နဲ့ကန်းဆက်ကိုရောက်လာခဲ့တယ်။အဲဒီချိန်မှာပဲသူ့ရဲ့အမြင်ကအနားမှာရှိနေတဲ့တောင်တလုံးပေါ်ကိုကျသွားတယ်။တောင်တွေကနေငိုးတန်းတွေထပ်ပေါ်နေတာပေါ့။
ဝင်းသားဟာတဖြည်းဖြည်းနားကပ်သွားပြီးကြည့်လိုက်တဲ့အခါတောင်းထဲမှာမွေးကင်းစကလေးနှစ်ယောက်ကိုတွေ့လိုက်ရတယ်။တယောက်ကအသားဖြူဖြူတယောက်ကတော့အသားညင်ညိုလေးပေါ့။မပြေခင်စင်တဲ့ကလေးနှစ်ယောက်စလုံးကအကျေကြီးငိုနေကြတယ်။ဘုရားသခင်ဒါပါလေတယောက်ကအဖြူတယောက်ကအညိုအဲ့ဒါကမှတောင်းတလုံးထဲမှာဒီလောက်ပြည့်ကင်းစင်တဲ့ကလေးတွေကိုကန်ဆက်မှဒီတိုင်းသေဖို့ပြစ်ထားကြရအောင်ဘယ်လိုမိဘမျိုးကများနှလုံးသားကြောက်ခဲလို့မကြောနေရတာလေဝင်းတာဟာကိတ္တမြစဉ်းစားကန်းဝင်သွားတယ်ဒါပေမဲ့အခုငါဘာလုပ်ရမလဲတခုတော့လုပ်ရမယ်နှစ်ယောက်စလုံးကိုငါနဲ့အတူခေါ်သွားရမယ်ငါမိမသားသူတို့ကိုမြင်ပျော်သွားမှာဝင်းတာဟာကလေးနှစ်ယောက်စလုံးကိုမလိုက်ပြီးသူ့အိမ်ဘက်ကိုရှောက်သွားခဲ့တယ်အိမ်ရောက်တဲ့အခါမှာတော့သူ့ဇနီးရာရီတာကသူ့ကိုမြင်ချင်းအံ့ဩသွားတယ်။ဒါပါတူလေဟုတ်တာပဲရှင်ငါတပန်းတာမဟုတ်လားဒီကလေးမလေးနှစ်ယောက်ကိုဘယ်ကနေခေါ်လာတာလဲ။အိုးကံကောင်းမလေးကမင်းကိုဘယ်လိုပြောရမလဲ။ငါဖမ်းဖို့သွားတာပါပဲဒါပေမဲ့လမ်းမှာဒီကလေးမလေးနှစ်ယောက်ကိုကန်ဆက်မှာတွေ့ခဲ့တာအခုလေးတင်မွေးရတာချင်းနဲ့ကြည့်ပါဦးတိတ်ကိုနုနေတာပဲဆိုလိုတာကဒီလောက်နုနေတဲ့တက်လေးတွေကိုငါကဘယ်လိုလုပ်သိအောင်ပြစ်ထားခဲ့နိုင်မှာလဲဒါကြောင့်သူတို့ကငါခေါ်လာခဲ့တာရာဒီကာဟာကလေးမလေးတွေကိုခဏကြာအောင်စကြည့်နေမိခဲ့တယ်ဒီလေးစင်ပြေပါတယ်ငါတို့မှလည်းတာသမီမှမရှိတာသူတို့ကပဲငါတို့ကျွေးမွေးကြတာပေါ့ဒါပေမဲ့ဒီအသားဖြူဖြူလေးကတော့ဟုတ်ပါပြီဒီအသားမမဲနဲ့တယောက်ကိုကြာဘာလို့ခေါ်လာတာလဲသူ့ကိုအဲ့ဒီနေရာမှာပြန်ထားခဲ့လိုက်စမ်းပါဟာမင်းကလည်းဘယ်လိုစကားတွေပြောနေတာလဲမင်းကတကယ်ကိုနှလုံးသားမရှိတဲ့လူစားမျိုးပဲလားဟမ်ပြောလိုက်ရင်စမ်းတွေကြီးပဲကြည်လေသူကအသားမင်းရင်လည်းမဲပါစီပေါ့ဒါပေမဲ့သူ့ကိုငါတို့ကသိအောင်ပြစ်ထားခဲ့လို့ရမလားပြောစမ်းမအောင်မင်းပြောတာကလည်းလွန်လွန်ကြုံကြုံဖြစ်နေပြီသူ့ကိုလည်းထားလိုက်ပါကွာသူလည်းလူသားလေးပဲဟာကိုမင်းကလည်းရှင်ပြောတာလည်းဟုတ်တော့ဟုတ်ပါတယ်အသားဖြူဖြူလေးကတော့တိတ်လာတာပဲသူကတော့ငါသမီးလေးဖြစ်မွေးမြူမယ်သူကငါတို့ရဲ့မင်းသမီးလေးဖြစ်လာမှာပေါ့မင်းသမီးလေးဆိုတာမှလည်းအစီကံတယောက်တော့လိုအပ်တာပဲလေဒါကြောင့်ဒီတယောက်ကိုလည်းထားလိုက်မယ်အေးမင်းတဘောကြသလိုသာလုပ်ပါတော့ဒါဒီကဟာကလေးမြောက်စလုံးကိုအိမ်လေးကိုခေါ်သွားပါတော့တယ်အဲ့ဒီချိန်တွေကတပြေးပြေးကုန်ဆုံးသွားပြီးတခဏအတွင်းမှာပဲ16နှစ်ဆိုတဲ့အချိန်ကိုရောက်ရှိလာခဲ့တယ်ရှာလီနီကအခုဆိုရင်အင်မတန်ချုံမောလာပနေပြီးသူမရဲ့လှပမှုနဲ့အတူမာနတွေကလည်းပြည့်နှက်နေခဲ့တယ်။တစ်ဖက်မှာတော့မိုဟီနီကအသားရည်ညိုပြီးမဲ့သူ့ရဲ့အတွေးခေါ်ဇယိုက်နဲ့အပြောဆိုတွေကတော့တိတ်ကိုချူသားလာတယ်။ဒါတော့မှရာဒီကာဟာသူတို့နှစ်ဦးကြားမှာခွဲခြားဆက်ဆံတာကိုမရပြန်ခဲ့ဘူး။နင်းပေမှာအချိန်ဖြုံးနေတာလေဝှစ်လျှော်တာဒီလောက်တောင်ကြာရသလား။မေသမီးဝှစ်လျှော်နေတာပါ။အဝတ်တွေကတိတ်ညစ်ပတ်နေလို့လေ။အဲ့ဒါကြောင့်ပြန်လာတာနည်းနည်းနောက်ကျသွားတာပါဝှလျှော်တာကကြာတာလားဒါမှမဟုတ်ဘယ်မှာသွားပြီးအချိန်ဖြုံးနေတာလဲငါနင့်ကိုဘယ်နှခါပြောရမလဲဘယ်သူနဲ့မှစကားမပြောပါနဲ့လို့ခိုင်းတာကိုပဲလောက်စမ်းပါမဟုတ်ဘူးအမေသမီးဘယ်သူနဲ့မှစကားမပြောခဲ့ပါဘူးအဲ့ဒီချိန်မှာပဲနောက်ဘက်ကရှာလီနီအိမ်ထဲဝင်လာတယ်အိုးရှာလီနီသမီးရောက်လာပြီလားဟုတ်ကဲ့အမေသမီးရောက်ပါပြီသမီးတိတ်ပင်ပန်းနေပြီခြေထောက်တွေလည်းတိတ်နာနေတာပဲအေးပါသမီးရဲ့အခန်းထဲသွားပြီးနားလိုက်အောင်နော်မိုးကြီးနီနင်အလုပ်တွေပြီးပြီမလားသွားငါသမီးရဲ့ခြေထောက်တွေကိုသွားနှိပ်ပေးစမ်းသူ့ခြေထောက်တွေနားနေတယ်တဲ့အမေသမီးလည်းဝှတွေလျှော်ပြီးပြန်လာတာပါသမီးခြေထောက်တွေလည်းနားနေတာပဲဘာလို့အမေကအမြဲတမ်းအမဘက်ကပဲပါနေရတာလဲတေယောနင့်ကိုခုပြောပြလိုက်မယ်ရာဒီကာဟာမိုးကြီးရဲ့ဘာကိုအားနဲ့ရချလိုက်ပါတယ်ငါခိုင်းတာကိုပဲလှုပ်ဆန်းငွေနေဟာငိုယိုပြီးရှာလီနီရဲ့အနေကိုဝင်သွားခဲ့တယ်ငါနဲ့လာပြီးတန်းညစ်နေသေးတယ်သိပြီမလားနင်ကငါရဲ့အစီကံတက်တယ်တက်လုံးစီကံပြင်းနေပဲနေသွားရမှာပြီးတော့နင့်မျက်နှာကိုလည်းနေပြန်ကြည့်ပါဦးငါခြေပြားလောက်တော့လှတဲ့ဟာမျိုးရှိလားကဲသွားစမ်းရှာလီနီဟာလောင်ပြောင်ပြီးရေမောနေခဲ့တယ်အဲ့ဒီလိုနဲ့ပဲချက်တွေကုန်ဆုံးခဲ့တယ်။တညမှာတော့ဝင်းသားဟာငါးဖမ်းပြီးအိမ်ကိုပြပြမမနဲ့ပြန်ရောက်လာတယ်။အဲ့ဒီအခါမိုဟီနီကတီးစီပြေးသွားခဲ့တယ်။အဖေတိတ်ပိမန်းနေပုံရတယ်ခြိုင်မအောင်
သမီးအဖေအတွက်ရေတောက်ခတ်ပေးမယ်လေမလိုပါဘူးသမီးရဲ့အဖေအဆင်ပြေပါတယ်မိမဲထိုင်မှာမဟုတ်တာအဖေရဲ့သမီးခုပဲရေသွားယူပေးမယ်နော်မွေရီနီကရေယူလာပြီးဝင်တာကိုပြေးတယ်သမီးကတကယ်ကိုလိမ္မာတဲ့ကလေးပဲသမီးကအဖေကိုတိတ်ချစ်တာပဲနော်မင်းမေနဲ့မင်းမကမင်းပေါ်ဒီလောက်နှိမ့်ဆက်နေတာတော့မှရပါတယ်ဖေရဲ့သမီးရဲ့ကကြမ္မာမှာပါလာတာတွေပဲကြည့်ပြနေတာပါ။အိုးတနာစရာမိုဟီနီလေသူ့အပေါ်မှာတိတ်ကိုမတရားတာပဲ။ငါအခုကစပြီးမိုဟီနီဘက်ကယက်တိပေးရမယ်။ဝင်တာစိတ်မကောင်းစားနဲ့ပဲအိပ်ပျော်သွားခဲ့တယ်။နောက်တနေ့မနက်ရောက်တဲ့အခါထုံးစံအတိုင်းအိမ်လုပ်တွေကိုလုပ်နေပြီမဲ့လေလွာလီကာကကျမကိုပြင်းပြင်းထန်ထန်ရိုက်နှက်ပြန်တယ်။ဒါကြောင့်ကျမဟာငိုယူပြီးအိမ်ကနေထွက်လာခဲ့တယ်။ရာတခင်ကျမပေါ်ဘာတွေဖြစ်ပြနေတာလဲ။နေ့တိုင်းအမေကကျမကိုဘာလို့ဒီလောက်နှိပ်စက်နေရတာလဲ။ဒါပေမဲ့ကျမအမကိုကြတော့တိတ်ချစ်တာပဲ။ကျမဒီဘဝကြီးကိုမလို့ချင်တော့ဘူး။ကျမတည်ချင်လိုက်တာ။အဲ့ဒီချိန်မှာပဲသူတော်စင်ကြီးတစ်ပါးကရှေ့ကနေကြွလာတယ်။ဘာမှမဖြစ်စေရဘူးသမီး။စိတ်ကိုအေးထားပါ။သမီးရဲ့ကကြမ္မာကပြောင်းလဲတော့မှာပါ။ဘယ်လိုမျိုးပြောင်းလဲမှလဲသူတော်စင်ကြီး။ကျမရဲ့ကံကြမ္မာမှာတော့ဒါပဲရေးထားပုံရပါတယ်။တဘွားလုံးစီကံဖြစ်နေတိုင်းပြီးတည်သွားရမှာပဲ။မဟုတ်ဘူး။သမီးရဲ့ကံကြမ္မာမှာအများကြီးရေးထားပြီးသား။သမီးကမလှပေမဲ့လေသမီးရဲ့ကျင့်ရဘက်ကတော့ချောချောငယ်လေးတယောက်ဖြစ်လိမ့်မယ်။သူကသမီးရဲ့လှပတဲ့မကိုညှင်းပယ်ပြီးသမီးကိုပဲလက်ထပ်လိုက်မယ်။သမီးရဲ့ကံစားတာမှာဘယ်သူမှဖြတ်စီလို့မရတဲ့အမွေစအားတွေပေါ်လာမယ်။သမီးဟာမကြခင်မှာပဲသမီးရဲ့ပန်းတိုင်းကိုတက်လန်ရတော့မယ်။ပြီးတော့စင်ကြီးဘာတွေလာပြောနေတာလဲကျမမလိုလာတဲ့မိန်းကလေးကိုထားခဲ့ပြီးကျမကိုဘယ်သူကလက်ထပ်မှလဲပြီးတော့ကျမရဲ့ကံမှာဘာတွေရေးထားလို့လဲပြောရင်ဆိုရင်သူတော်စင်ကြီးဟာပြုံးပြီးထိုနေရာကနေထွက်ခွာသွားပါတော့တယ်။မိုးကြီးကနေရက်ကြည့်နေတဲ့ရှာလီနီကတော့ဒီစကားတွေကိုကြားသွားခဲ့တယ်။အော်ဟုတ်လားငါ့လိုအလှပင်မကိုထားခဲ့ပြီးဒီလိုရုပ်စုံမတယောက်ကလက်ထက်ရမှာပေါ့လေပြီးတော့သူ့ကန်စာတာမှာထူးဆန်းတာတွေရေးထားတယ်ဟုတ်လားငါသူ့ကိုသင်ခန်းစာပေးရမယ်သူငါထက်ဘယ်တော့မှအသာစီးများစေရဘူးဒေါသတကြီးနဲ့ရှာလီနီအိမ်ထဲကိုဝင်သွားတယ်တရက်ညနေခင်းမှာတော့ဝင်တာဟာလက်ဆောင်တွေများကြီးနဲ့အိမ်ပြန်လာတယ်ရှာလီနီကသူ့စီပြေးသွားတယ်အဖေဒီလက်ဆောင်တွေကသမီးအတွက်လာရင်မဟုတ်ဘူးသမီးဒီနေ့ဒီအဖေကသမီးအတွက်ပဲလက်ဆောင်တွေဝယ်ပေးခဲ့တာလေအခုဒီလက်ဆောင်တွေကအားလုံးမိုဟီနီအတွက်ပဲအဖေသူ့အတွက်ဘာမှတစ်ခါမှမဝယ်ပေးခဲ့ဘူးလေမိုဟီနီသမီးလေးရေမိုဟီနီကြီးကိုလာပါအောင်သမီးရဲ့လာကြည်စံသမီးအတွက်ဒီအိဝတ်စုံလေးဝယ်လာတယ်ပြီးတော့ဒီမှန်ကူကွက်လေးလည်းပါသေးတယ်ကြည်စံအမိသဘောကျရဲ့လားလို့တကယ်ပဲလားအဖေဒါတွေအလိုသမီးအတွက်လားအေးဘောသမီးရဲ့မင်းကလည်းငါ့သမီးပဲလေမင်းကပေါ်ဒီလောက်ကြီးဆိုင်တာငါဒီလောက်တော့လုပ်ပေးတင်တာပေါ့ဒါကိုမြင်လိုက်တဲ့ရာဒီကာဟာဒေါသတကြီးအပြင်ထွက်လာတယ်ဒါဘာလို့တာလဲရှင့်သမီးရှာလီနီအတွက်ဘာမှမဝယ်ပဲဒီအသားမဲမဆိုဒီလောက်တော့ဝယ်လာပေးတယ်ပေါ့လေတော်တော့ရာဒီကာဒီလောက်ထိမင်းခွဲခြားဆက်ဆံလာတာငါဘာမှမပြောခဲ့ဘူးဒါပေမဲ့မင်းဟာလည်းငါတို့သမီးပဲဒီနေ့ကစပြီးမိုဟီနီကအစီကမဟုတ်တော့ဘူးသူဟာလည်းဒီအရက်သမီးတယောက်ပဲဂုံသိက္ခာရှိနေထိုင်သွားရမယ်ဒါငါရဲ့ဆုံးဖြတ်ချက်ပဲဒါကိုမှတ်ထားလိုက်အေးတေချာမှတ်ထားကြဝင်တာဟာပြောဆိုပြီးထွက်သွားတယ်မိုဟီနီလည်းလက်ဆောင်တွေကိုယူပြီးအခန်းထဲဝင်သွားတယ်ဘာဒီကာနဲ့ရှာလီနီတို့ကတော့ဒေါသတွေထွက်နေကြတယ်ဒီနေ့ပထမဆုံးအချိန်နိဖေကငါ့ကိုအတန်ကျဲကြီးနဲ့အော်ပြောသွားတယ်ငါသူ့ကိုသင်ခန်းစာပေးရမယ်ဟုတ်တယ်မေဒီတိုင်းသာဆက်သွားနေရင်တနေ့အဖေကပိုင်ဆိုင်မှုတွေအားလုံးကိုသူ့နှမင်နဲ့လုပ်ပြီးကျမတို့ကိုအိမ်မော်ကနှင်ချလိုက်မယ်ကြည်စံသူ့ကိုဘာတွေပေးလိုက်လဲသမီးအတွက်ကြတော့ဘာမှပါမလာဘူးဟုတ်တယ်သမီးဒီတိုင်းသာဆိုရင်မနှက်ပြန်ကြရင်ဒီအိမ်ကြီးတစ်ခုလုံးကိုနှစ်ပေကဒီအသားမဲမကိုပေးလိုက်တော့မယ်တင်နဲ့သမီးဘာလို့ရမလဲဆုံးဖြတ်ပြီးပြီအမေရှာလီနေထွက်သွားပြီးခဏကြာမှမိဖို့ကြောင့်ကနေထမင်းပကံယူပြီးရာဒီကာရှိပြန်လာတယ်။အိုးရှာလီနေသမီးအမေတို့ထမင်းယူလာပေးတာလား။ဟိုအတော့မကြတဲ့မိုဟီနီကရောဘယ်ရောက်နေလို့လဲ
အမေကသမီးပေါ်တိတ်ကြည့်ဆိုင်တာပဲလေဒါကြောင့်ဒီနေ့တော့အမေကိုသမီးလက်နဲ့ကိုယ်တိုင်ကျွေးရှင်လို့ပါရာဒီကဟာပျော်ပျော်ရွှင်ရွှင်နဲ့သမင်းစားနေတော့ခဏကြာမှပဲသူမကောင်းတွေမူလာတယ်ဒါဘာဖြစ်တာလဲသမင်းထဲမှာဘာတွေထည့်တာလို့လဲငါဘာလို့ဒီလောက်တောင်ကောင်းမှုနေရတာလဲနားထောင်ပါအမေဒီအိမ်ကိုငါတို့ကောက်ွယ်ခြင်းနဲ့သူ့ကိုလည်းလမ်းပေါ်ကဖေရှားရှင်နေဆိုရင်အမေနည်းနည်းတော့တရုပ်ဆောင်ရလိမ့်မယ်သမီးထဲမှာအစိတ်အနှဲငယ်ထည့်ထားတယ်အမေမသေးသေးပါဘူးဒါပေမဲ့ဆရာဝင်လာရင်အစာထဲမှာအစိတ်ပါနေတယ်လို့ပြောရလိမ့်မယ်အဲ့ဒီအခါအပြစ်အလုံးကိုမိုဟီနီပေါ်ပုံချလိုက်ပါကြည့်နေပါငါတို့သူ့ကိုအလဲတကူဖယ်ရှားပြနိုင်မှာပါဒါကတော့ဟုတ်ပါပြီဒါပေမဲ့သမီးကအမေကိုဘာလို့အစိတ်ကြွေးရတာလဲတကယ်တည်သွားရင်ဘယ်လိုလုပ်မလဲသမီးကိုယုံပါမေဘာမှမဖြစ်စေရပါဘူးရုတ်တရက်ရာဒီကာဟာမြေပြင်ပေါ်လဲချသွားပြီးစိတ်မိတယ်လို့တရုတ်ဆောင်လူလိုက်နေတော့တယ်အဲ့ဒီအချိန်မှာပဲဝင်းနိုင်နေကိုဝင်လာတယ်ဟမ်ဒါဘာဖြစ်တာလဲဟေးရှာလီနီသမီးမင်းမေပါလို့ဒီလောက်တောင်လူလိုက်နေရတာလဲသူပါဇက်ကလည်းအမြောက်ပြပြတွေထွက်နေပါလားဒါပါတွေဖြစ်ကုန်တာလဲသမီးအဖေဘာပြောရမလဲတော့မသိတော့ဘူးဒါတွေအားလုံးမွေးနေကြပဲအမေကသူ့ကိုနည်းနည်းလေးဆူလိုက်မိတာကိုသူကဒေါသထွက်ပြီးအမေသမီးနဲ့အစိတ်ထက်လိုက်တာအမေကိုတတ်ဖို့ကြိုးစားတာမဖြစ်နိုင်ဘူးသူတောင်မျိုးမလုပ်နိုင်ပါဘူးမြန်ဆရာဝန်ကိုတော့ခေါ်ကြမေကိုကြဲရမယ်မြန်လောက်သမီးအဖေစိတ်မပူပါနဲ့သမီးအမေကိုအစိတ်ပြေစေနေနဲ့တိုက်ထားပြီးဆရာဝန်လဲလာစစ်ဆေးသွားပြီဒါပေမဲ့အမေချီနေကတိတ်ဆိုးရင်ရတယ်ဒီအချိန်မှာမိုဟီနီရောက်လာတယ်ဘာဖြစ်လို့လဲဖေဘာလို့အလုံးဆိုးရင်နေကြတာလဲငါကနင့်ကိုသမီးရင်းလိုသဘောထားပြီးကျူးမွေးခဲ့တာစားပြီးမဲ့နင်ကငါမိမကိုတတ်ဖို့စူးစမ်းတယ်ပေါ့လေထွက်သွားစမ်းအခုချက်ချင်းငါအိမ်မော်ကဆင်းသွားအဖေဘာတွေပြောနေတာလဲသမီးမင်းကိုဘာမှမလုပ်ပါဘူးဒါတွေအားလုံးအလိညာတွေပါညမနေနဲ့မင်းမေကမင်းကိုနေ့တိုင်းစူပူနေလို့နင်သူ့ကိုတတ်ဖို့စူးစမ်းတာမဟုတ်လားနင်ဘယ်လိုသမီးမျိုးလဲထွက်သွားစမ်းဝင်တာဟာဒေါသတကြီးနဲ့မူဟီနီရဲ့လက်ကိုဆွဲပြီးအိမ်မြင်ကိုနှင်ထုတ်လိုက်တယ်မူဟီနီဟာငိုယိုပြီးအပြင်ထွက်လာခဲ့တယ်ရွာသားတွေကသူမကိုမြင်တဲ့အခါကဲ့ရဲ့ပြစ်တင်ကြတော့တယ်အင်းလူတို့ကိုမိဘကိုကျန်သူလိုသဘောထားတဲ့ဒီလိုသားသမီးမျိုးကိုတော့လက်ပင်းညစ်တတ်တဲ့နာဟုတ်ပါဗျာမှန်လိုက်တာကိုအမေရင်ကိုအစိတ်တွေဖို့ဘယ်လိုတောင်စိတ်ကူရတာလဲဝင်နာကသူ့ကိုခုလုံခွင့်ပေးတယ်ကျွေးမွေးပြုစုတယ်အခုကြတော့အမေဖြစ်သူကိုပြန်တတ်ဖို့လုပ်နေပြီရွာသားတချို့ကကြောက်ကဲတွေနဲ့ကောက်ပေါက်ကြတယ်မူယီနီဟာငိုယိုပြီးထိုနေရာကနေထွက်ပြေးသွားပြီးတောနက်ထဲမှာသွားထိုင်ကရှောက်ကြီးတငယ်ကိုကျွေးတော့တယ်။အိုးဖျားသခင်ကျမဘာမှမလုပ်ခဲ့ပါဘူး။ဒါပေမဲ့ကျမပေါ်ပါလို့ဒီလိုတွေဖြစ်နေရတာလေ။အဲ့ဒီအချိန်မှာပဲသူတော်စင်ကြီးရောက်လာတယ်။သမီးဒါတွေအလုံးကသမီးကိုထောင်ချောက်စင်တာပါ။သမီးဘာမှမလုပ်ခဲ့ပါဘူး။ဒါပေမဲ့မင်းမေကိုစိတ်ကြွေခဲ့တာကတော့အမှန်ပဲ။ဒါကိုဘယ်သူလုပ်နိုင်မလဲ။မင်းမေနဲ့မင်းမနှစ်ယောက်ပေါင်းပြီးမင်းကိုအိမ်ကနေနှိမ်ချဖို့ကြံစည်ကြခဲ့တာ။နေရောအခုပြပေးမယ်။သူတို့ပြောပြီးသူတော်စင်ကြီးဟာခါရာဒီကိုရှစ်ဖတ်တော့တယ်။သူတော်စင်ကြီးကမူဟီနီရဲ့ကောင်းဖို့ကိုလက်တင်လိုက်တဲ့အခါမူဟီနီဟာအမှန်တရားအလုံးကိုမြင်လိုက်ရတယ်။မဖြစ်နိုင်တာ။ကျမမင်းနဲ့အမကကျမပေါ်ဘယ်လိုလုပ်ဒါမျိုးတွေလုပ်ရတာလဲ။သူတို့ကျမကိုဘာလို့ဒီလောက်တော့မုန်းနေကြတာလဲ။ဒီအမှန်တရားကိုသမီးကိုယ်တိုင်သက်သေပြရမယ်သမီး။သွားသမီးအဖေကိုအမှန်တန်တော့ပြောပြလိုက်သူတော်စင်ကြီးထွက်သွားပြီးနောက်မိုဟီနီအားဒေါသနဲ့နာကျင်မှုတွေနဲ့အတူရှာလီနီနဲ့ရာဒီကာတို့စီရောက်သွားတယ်။နင်ဒီကိုဘာလာလောက်တာလဲ။အဖေနဲ့ရောသားအလုံးကနင့်ကိုအိမ်ကနှင်ချလိုက်ပြီမဟုတ်လား။ငါအမှန်တရားအလုံးကိုသိသွားပြီ။နင်တို့နှစ်ယောက်ကဟန်ဆောင်ပြီးတရုပ်ဆောင်ခဲ့ကြတာ။အမေကိုအစိတ်ကြွေတာနေမယ်။ပြီးတော့အပြစ်အလုံးကိုငါ့ပေါ်ပုံချခဲ့တယ်။အဖေကိုအကုန်သွားပြောပြမယ်။နင်အသက်ရှင်ကျင်သေးရင်ငါတို့ဘဝတွေကနေဝေးကိုထွက်သွားလိုက်တော့မတော်ဘူးငါအဖေကိုအမှန်တိုင်းသေချာပေါ့ပြောပြမှာရှာလီနီသူ့ကိုလမ်းပေါ်ကနေအခုဖယ်ရှားပြစ်မှရတော့မယ်တကယ်လို့
လူသားနင့်ဖေစီရောက်သွားရင်ငါတို့ကိုအိမ်မော်ကနှင်ထုတ်လိုက်မယ်ဒါမျိုးပဲတော့မှမဖြစ်စေရဘူးမာရီကာနဲ့ရှာလီနီတို့ဟာမိုးရင်နီကိုရေကန်ဆက်စီတရွတ်တိုင်းဆွဲခေါ်သွားကြတယ်အမေမရှင်တို့ဒါပါလောက်တာလေကျမကိုလွတ်ပေးပါမရဘူးနင့်ကိုဒီအတိုင်းလွယ်တကူအသက်ရှင်ခွင့်ငါပဲလို့ပေးနိုင်မှာလေနင်သာအသက်ရှင်နေသေးရင်ငါတို့ရဲ့ရည်မှန်းချက်ကပြည့်မှာမဟုတ်ဘူးဟုတ်တယ်သမီးပြောတာမှန်တယ်ဒီကောင်မရှိနေသေးတပြီငါတို့ဘယ်တော့မှရှင်းမဆက်နိုင်ဘူးဒါကြောင့်သူကတော့တေးကိုတေးရမယ်မာရီကာရဲ့နှလုံးထဲမှာမိခင်မြတ်တာမရှိပဲခက်တိုင်မှုတွေပဲရှိနေတယ်ရှာလီနီဟာရုတ်တရက်ခါကြကဓာကိုထုတ်ပြီးဘာသွန်းဆုံးမှုမှမရှိပဲမိုဟီနီကိုထိုးနှက်လိုက်ပါတော့တယ်အာမလုပ်ပါနဲ့ရှင်တို့ဒါပါလောက်တာလေအမေအမစမမသေးချင်သေးဘူးဖျားသခင်ကိုထောက်ထားပြီးကဲကြပါဦးအမကျမကိုကဲပါဦးမွေးနီဟာနာကျင်စွာနဲ့မြေပြင်ပေါ်လဲကျသွားတယ်ရှာလီနီနဲ့ရာဒီကာတို့ဟာတူးကိုတူးကြည့်လိုက်ပြီးမွေးနီကိုရေကန်စီဆွဲခေါ်သွားကအကန်ထဲကိုတွန်းချလိုက်ကြတယ်ကဲသွားကြစို့ငါတို့ကြံစီထားတဲ့ဆန္ဒတွေအကုန်ပြည့်ပြီအခုအိမ်ပြန်ကြရအောင်ဟုတ်တယ်အမေသွားကြမယ်ငါတို့ဘာလုပ်ခဲ့တယ်ဆိုတာဘယ်သူမှသိမှာမဟုတ်ဘူးချာလီနီနဲ့ရာဒီကာတို့ထွက်သွားကြတယ်ဂျီကန်ထဲမှာတော့မူယီနီဟာနှိမ့်မြုပ်နေပြီးခြေလက်တွေကိုရက်ကန်နဲ့ကူခတ်နေခဲ့တယ်အိုးခရသခင်ကျမဒီလောက်နဲ့လွယ်တကူမသိနိုင်ဘူးကျမရဲ့အမှန်တရားအလုံးကိုကဘာကြီးကိုမပြောရသေးဘူးအမှန်တရားကိုမပြောဘဲကျမမသိချင်ဘူးဒီစုံတယောက်ကတော့ကျမပေါ်တနာပေးကြပါအောင်ယောက်ကူညီကြပါဦးမူဟီနီရဲ့အတန်ဟာရေထဲမှာတဖြည်းဖြည်းပြတ်ခွေသွားတယ်ရုတ်တရက်သူမရဲ့ခန္ဓာကိုယ်ကနေပြင်းထန်တဲ့လင်းတန်းတွေထွက်လာပြီးခဏအချိန်မှပဲမူဟီနီရဲ့ခန္ဓာကိုယ်ဟာလှပတဲ့စပင်းနဲ့ပန်းတပွင့်ပြေးပြောင်းလဲသွားတယ်ကန်ရဲ့လေဘိုးမှာပန်းလေးပွင့်လန်းလာခဲ့တယ်ဒီလိုနဲ့နှစ်ရက်ကြာသွားတဲ့အခါလူတယောက်ဟာကန်းဆက်ကနေဖြတ်လျှောက်လာတယ်ဟာတိတ်လှတဲ့စပင်းပန်းပဲငါဘွားမှာဒီလောက်လာတဲ့ဘက်မျိုးတစ်ခါမှမမြင်ဘူးဒါကလေကန်ရဲ့အလေတက်မှာပဲကဲဒါခုလိုက်မယ်ငါမိမသာသားကိုမြင်ဘယ်လောက်တောင်ပျော်သွားမလဲသူဟာတပြေးပြေးကန်းနာကိုကတ်သွားပြီးပန်းကိုကူဖို့လက်လန်းလိုက်တယ်အဲ့ဒီချိန်မှာပဲစပယ်ပန်းစီကနေနာကျင်တဲ့အတန်တစ်ခုထပ်ပေါ်လာတယ်မလောက်ပါနဲ့တကယ်လို့ရှင်ကျမကိုခူးလိုက်ရင်ကျမသေသွားလိမ့်မယ်ပြီးရင်နောက်တစ်ချိန်အသက်ပြတ်မရှင်နိုင်တော့ဘူးဟာရီဟာလမ်းပြတ်ပြီးနောက်ကိုဆုတ်သွားတယ်။သူမျက်နှာဟာကြောက်လန့်တကြားနဲ့ဖြူဖြော့သွားတယ်။ဟဲဒါပါလေ။အိုးဒီပန်းစီကနေမင်းတွေတယောက်ငုံနေတဲ့အတန်ထောက်နေတာလား။မဟုတ်ဘူးမဖြစ်နိုင်တာ။ဒါကဖျားသခင်ကနေပြေးတဲ့နမိတ်တစ်ခုလား။ဒါမှမဟုတ်ကျင်းစာသိနေတဲ့ပန်းတစ်ပွင့်လား။ဟာရီဟာကြောက်လန့်တကြားနဲ့ပပတ်လေကိုလှည့်ကြည့်နေတယ်။အိုးမဟုတ်ဘူးငါဒီကနေအမြန်ထပ်သွားမှဖြစ်မယ်ငါအခုချက်ချင်းသွားရတော့မယ်ခဏကြာမှတော့ဝင်းတာဟာလည်းကန်းဆက်ကိုရောက်လာခဲ့တယ်ငါသမီးမူအီနီကဒီလက်လေးမှရေးချရှိပြီးရှစ်ဖို့ကောင်းတာလူကဘာလို့တို့အမေကိုစိတ်ကြွေးပြီးတက်ဖို့စူးစမ်းရတာလဲဆိုတာငါလုံးဝစဉ်းစားလို့မရဘူးငါတို့ကဒီလောက်ချစ်ပေးခဲ့တာကိုလူကဘာတွေပြန်လုပ်ခဲ့တာလဲဝင်းတာစိတ်ကိုတင်ထားရင်ကန်းဆက်ကိုရောက်သွားတယ်ဒီရေကန်ထဲမှာဒီစပယ်ပန်းကိုတစ်ခါမှမမြင်ဘူးပါဘူး။ဒါဘယ်နေရာကနေရောက်လာတာလဲ။သွားကြည့်အောင်ပါပဲ။ဝန်တာဟာရှေ့ကိုတိုးသွားတဲ့အခါစပယ်ပန်းစီကနေအတန်တကူထွက်လာတယ်။အဖေသမီးကိုမှတ်မိလား။သမီးကအဖေရဲ့သမီးပါ။သမီးကိုသူတို့ထောင်ချောက်ဆင်ခဲ့တာပါ။သမီးကိုဒီပန်းဘွားကနေလွတ်မြောက်အောင်ကယ်ပေးပါဦး။ဒါပါလေဒီထူးဆန်းတဲ့အတန်ကဘယ်ကနေထွက်နေတာလဲဒါငါတမီမူယီနီရဲ့အတန်ပဲငါကသူ့ပေါ်တန်ရုံးစင်ချီခဲ့တော့သူ့အတန်ကငတ်နာတဲ့ခုထိကြားရောက်နေတာလားဒါပါတွေဖြစ်နေတာလေငါသူ့ကိုဘယ်တော့မှခွင့်မလို့ဘူးဘယ်လိုတန်တွေပဲကြားနေပါစီဟုတ်တယ်ငါခွင့်မလို့နိုင်ဘူးဝင်တာဟာစိတ်ရှုပ်တွေးစားနဲ့ခန်းဆက်ကနေပြန်လှည့်ဖို့လုပ်တယ်အဲ့ဒီအချိန်မှာမူယီနီရဲ့အတန်ကပိုပြီးချေလောင်လာတယ်။အဖေမသွားပါနဲ့ဖေ။သမီးစကားကိုနားထောင်ပါဦး။တယောက်တော့ကျမကိုကူညီကြပါဦး
ကျမကိုဒီဘဝကနေလွတ်မြောက်အောင်ကိုညီနိုင်မဲ့သူတယောက်မှမရှိတော့ဘူးလားမိုဟီနီဟာဖမ်းဘွားနဲ့ရှိုက်ကြီးတငယ်ငိုချွေးနေတော့တယ်တခြားတစ်ဖက်မှာတော့နန်းတော်တဲကမိဖုရားညကနေဟာသူမရဲ့နန်းဆောင်တွေကယူသွနေသူတယောက်လိုထိုင်နေတယ်သူမရဲ့မျက်ရည်တွေဟာခန်းချောက်နေပြီးနှစ်ပေါင်းများစွာနာကျင်မှုတွေရင်ထဲမှာစုပုပ်နေတယ်လို့ပဲမိဖုရားမင်းကိုဘယ်လိုတွေဖြစ်အောင်လုပ်ထားတာလဲငါတို့သမီးလေးနဲ့ခွဲခွာရတဲ့ဒုက္ခကိုမင်းမခံစားနိုင်ဘူးဆိုတာငါသိပါတယ်ဒါပေမဲ့ငါတို့ဘာမှမတတ်နိုင်ဘူးလေအရှင်မင်းကြီးကျမတို့ရဲ့သမီးတော်နှစ်ယောက်လုံးနဲ့ခွဲခွာခဲ့ရတာအခုဆိုရင်18နှစ်တောင်ရှိသွားခဲ့ပြီကျမသမီးတော်တွေကိုတိတ်လွမ်းတာပဲသူတို့မရှိပဲကျမဆက်မနေနိုင်တော့ဘူးမိဖုရားလည်းသိတာပဲငါတို့မျိုးရိုးမှာကျိန်းစာရှိတယ်လေတကယ်လို့မင်းသမီးကိုနန်းတော်ထဲမှာထားခဲ့ရင်သူကရက်ပိုင်းအတွင်းမှာပဲသိဆုံးသွားရလိမ့်မယ်ငါမျက်စိရှိမှသမီးလေးတွေတည်သွားတာကိုငါမကြည့်ရဘူးဒါကြောင့်ပဲအဝေးကိုပို့ခဲ့ရတာငါတို့ရောသူတို့မရှိပဲပျော်နေတယ်ထင်လို့လားဘယင်ကြီးဟာဆက်ကြီးတငယ်ငိုကြွေးနေတယ်အဲ့ဒီအချိန်မှာအမတ်ကြီးတူကအပြေးလွှာရောက်လာတယ်အရှင်မင်းကြီးဟိုတုန်းကမင်းသမီးနှစ်ပါးရဲ့အနာဂတ်ကိုဟောကြားခဲ့တဲ့သူတော်စင်ကြီးရောက်လာပါပြီဖေ။ဘာတကယ်ပဲအဲ့ဒီဆရာကြီးကြွလာတာလား။ကြားကိုကြားတာနဲ့မိဖုရားကြီးဟာချခုံပြီးဘာမှမစင်စားပဲသူတော်စင်ကြီးရဲ့ခြေရင်းမှာဝတ်သွားစွာကတော့လိုက်တယ်။မိဖုရားမြတ်ကနေမင်းရဲ့အခြေအနေကိုကြည့်ပြီးမင်းဘယ်လောက်ခံစားနေရလဲဆိုတာငါနားလည်ပါတယ်။ဆရာကြီးနီလန်တစ်ခုခုပြပေးပါအောင်ကျမသမီးတော်တွေနဲ့ခွဲမနေနိုင်တော့ဘူးကျမသမီးနှစ်ယောက်စလုံးကိုပြန်လို့ချင်ပါတယ်အခုအချိန်တန်ပြီမင်းတို့မျိုးရိုးကချိန်စာကိုခြေဖြတ်လို့ရပါပြီဒါပေမဲ့အဲ့ဒီအတွက်မင်းတို့ရဲ့သမီးတော်နှစ်ယောက်စလုံးကိုရှာဖွေရလိမ့်မယ်တကယ်ပဲသမီးတော်တွေအသက်ရှင်နေသေးတာလားသမီးတော်နှစ်ယောက်စလုံးအသက်ရှင်နေပါတယ်ဒါပေမဲ့တယောက်ကတော့ကြီးစွာဒုက္ခရောက်နေပြီနောက်တစ်ယောက်ကတော့တိတ်ကိုမာနကြီးနေတယ်ဒီတော်စင်ကြီးကပြောပြီးထွက်သွားတယ်အရှင်မင်းကြီးဘာပဲလုပ်ရလုပ်ပြီးပါကျမသမီးတော်တွေကိုကျမပြန်လို့ချင်ပါတယ်အေးပါမိဖုရားရဲ့တကယ်လို့ငါသမီးတွေအသက်ရှင်နေသေးတယ်ဆိုရင်စိတ်မပူပါနဲ့ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ်ငါသူတို့ကိုရှာဖွေပြီးခေါ်ဆောင်လာခဲ့ပါမယ်ဘုရင်ကြီးဟာနန်းတော်ကနေထွက်လာပြီးဒေါနတ်တဲကိုသွားခဲ့တယ်လမ်းမငိုနေတဲ့မျိုးသမီးတယောက်ကိုတွေ့လိုက်တယ်ဟမ်ဒီမိမဘာလို့ဒီလောက်ငိုနေရတာလဲငါသူ့ကိုကူညီရမယ်ဘာဖြစ်လို့လဲငင်းပါလို့ဒီလောက်ငိုနေရတာလဲဘာဖြစ်တာလဲပြောစမ်းပါဦးအရှင်မင်းကြီးကျမကိုကူညီပါကျမလင်ယောက်ျားကကျမကိုနှိပ်စက်ပြီးအိမ်မော်ကနှင်ထုတ်လိုက်တယ်ပြီးတော့ကျမရဲ့ရင်သွေးလေးကိုလည်းအတိမမပြုတ်ပဲပြစ်ထားခဲ့တယ်အရှင်စီကအကူညီလိုချင်ပါတယ်ဗျာကောင်းပြီလေငါဘာလို့ပြရမလဲပြောပါရှင်မင်းကြီးရဲ့ဦးခေါင်းကိုကျမလိုချင်ပါတယ်ဗျာ။ရင်ကြီးဟာဆွန့်အပ်သွားပြီးဒေါသတွေထွက်လာတယ်။ဒါပဲလို့ပြက်လုံးမျိုးလေ။အရှင်ဘီရင်တစ်ပါးကိုဒီလိုစကားမျိုးပြောရအောင်မိမပဲလို့တတိတွေရှိနေတာလေ။ရုတ်တရက်ပြင်းထန်တဲ့အလင်းလန်းတွေထွက်လာပြီးအရာအလုံးဟာလှည့်စားမှုဖြစ်ပြောင်းလဲသွားတယ်။အော်မင်းကမိစ္ဆာကိုငါကောင်ကိုတောင်းရတာစမ်းတော့စမ်းသားပဲ။ကြည်စံအရှင်ကတော့အရှင်ကောင်းကိုမပေးဘူးဒါပေမဲ့ကျမအရှင်ကိုကူညီနိုင်တယ်အဲ့ဒီအတွက်တမိုးတစ်ခုတော့ပေးရလိမ့်မယ်မင်းကမိစ္ဆာမပဲငါမင်းစကားကိုမယုံဘူးမင်းအတွက်အကောင်းဆုံးကတော့ငါလန်ကနေအသာတကြီးဖယ်ပေးဖို့ပဲတေချာစဉ်းစားပါဦးရှင်အရှင်ကရှင်ရဲ့သမီးတော်နှစ်ယောက်စလုံးကိုလိုက်ရှာနေတာမဟုတ်လားရှင်ရဲ့သမီးတော်တယောက်ဘယ်မှာရှိလဲဆိုတော့ကျမပြောပြနိုင်တယ်သူကိုတိတ်ကိုနာကျင်ခံစားနေရတယ်ကောင်းပြီပြောစမ်းငါသမီးဘက်မှာလဲငါသမီးတို့ဆိုရင်ငါဘာမှမဆိုလုပ်ဖို့အသင့်ပဲဘယ်မှာလဲဆိုတာကပြောပြစမ်းပါကြည်စမ်းအရှင်ကသမီးတော်ကိုလိုချင်တယ်ပေါ့လေအဲ့ဒါဆိုရင်အလုပ်တစ်ခုတော့လုပ်ရမယ်ဒီကနေတက်သွားပါအဲ့ဒီမှာတဲဟိုလေးတစ်လုံးကိုတွေ့ရလိမ့်မယ်အဲ့ဒီတဲထဲမှာကလေးတစ်ယောက်ရှိနေတယ်သူ့ကိုအဲ့ဒီကနေမလာပြီးမြေကြီးထဲမှာမြှောက်လိုက်ပါမိစ္ဆာမဟာရေမောပြီးပျောက်ကွယ်သွားတယ်ဘီရင်ကြီးဟာတဲဟိုလေးစီကိုတွားခဲ့တယ်
တဲတဲ့ရောက်တဲ့အခါခလေးတယောက်စာတည်နေတဲ့ယုံတစ်ကောင်ကိုတွေ့လိုက်ရတယ်။ဒါပါလေဒီမှာခလေးမမရှိတာတည်နေတဲ့ယုံတစ်ကောင်ပဲရှိတာပဲ။အိုးဒီမိစ္ဆာမကငါ့ကိုနောက်တစ်ခါထပ်ပြီးလှည့်စားလိုက်ပြန်ပြီ။ဒါပေမဲ့ကိစ္စမရှိပါဘူး။ယုံဆိုတာကလည်းတက်တော့ပါပဲလေ။သူကလည်းစနေတကြမျှဝေတင်တာပေါ့။ကဲလာပါ။ဘီရင်ကြီးဟာယုံသေးလေးကိုမလာပြီးတစ်ပင်အောက်မှာမြေချင်းသူကမြုပ်နှံပေးလိုက်တယ်။ပြီးတော့ဆူတောင်းပေးလိုက်တယ်။မင်းရဲ့ဝိညာဉ်လေးငြိမ်းချမ်းပါစေ။ဒီဘဝမှာဘယ်လောက်ပဲဆင်းရဲဒုက္ခရောက်ခဲ့ပါစေ။နောက်ဘဝမှာတော့ဘုရားသခင်ကမင်းကိုအသက်ရှိရှိနေခွင့်ပေးပါစေ။အဲ့ဒီအချိန်မှာပဲမြေပုံပေါ်မှာစပယ်ပန်းလေးတစ်ပွင့်ပွင့်လာတယ်။ဟမ်ဒီအုပ်ခုပေါ်မှာစပယ်ပန်းကဘယ်လိုလုပ်ပွင့်လာတာလဲ။ပန်းလေးစီကနေအတန်ထွက်လာတယ်။ပန်းမွင့်ထဲမှာအရှင်ရသမီးတော့အကျဉ်းကျနေတယ်။ရှေ့ကိုဆက်သွားရင်ရေကန်ထဲမှာဒီပန်းမျိုးပဲတွေ့ရလိမ့်မယ်။အဲ့ဒီပန်းကိုခူးသွားလိုက်ပါ။အဲ့ဒီအခါအရှင်သမီးတော်ကသူ့ရဲ့မူလလူသားပုံစံအတိုင်းပြန်ဖြစ်လာပါလိမ့်မယ်။အိုးမဖြစ်နိုင်တာဒါပဲလို့လောက်ဖြစ်နိုင်မှာလေ။ငါသမီးကစပယ်ပန်းတစ်ပွင့်အဖြစ်ဘယ်လိုလောက်ပြောင်းလဲသွားနိုင်မှာလဲ။ဒါတွေအားလုံးကိုရှေ့ရောက်ရင်သိလာပါလိမ့်မယ်။လမ်းကြောင်းကိုတော့အရှင်ကိုယ်တိုင်ပဲရွေးချယ်ရမှာပါ။ဘုရင်ကြီးဟာထိုပန်းကိုကူပြီးရှေ့ကိုဆက်သွားတယ်။ခြေလမ်းတွေတုံးရင်နေပေမဲ့တတိတွေမွေးပြီးရေကန်ဆက်ကိုရောက်အောင်သွားခဲ့တယ်။ကန်လေတဲ့မှာထိုစပယ်ပန်းလေးပွင့်နေပြီးပွင့်ချက်တွေပေါ်ကနေရေဆက်တွေတစ်ဆက်ချင်းကျနေတယ်။အိုးဒီပန်းရဲ့ပွင့်ချက်တွေပေါ်ကကျနေတဲ့ရေဆက်တွေကငါသမီးရဲ့မျက်ရည်တွေနဲ့တူလိုက်တာ။ဖះကြီးငါသမီးလေးပဲလို့ဖြစ်တယ်မျိုးခံနေရတာလေ။ငါဒါကိုပြန်ပြင်ပေးရမယ်။ဘုရင်ကြီးဟာသူ့လက်နဲ့စပယ်ပန်းကိုကင်လိုက်တဲ့အခါပြင်းထန်တဲ့အလင်းတန်းတွေထွက်လာပြီးမိုးရီနီဟာလှပတဲ့မိန်းကလေးတစ်ယောက်ဖြစ်ထွက်ပေါ်လာတယ်။ငါသမီးလေးကတိတ်လှတာပဲ။ဒါဟာတကယ်ပဲငါသမီးဆိုတာငါတော့မယုံနိုင်ဘူး။အရှင်ကဘာလို့လဲ။ကျမကိုဘာလို့သမီးလို့ခေါ်နေရတာလဲ။သမီးအဖေကသမီးရဲ့ဖခင်ပါ။သမီးကအဖေရဲ့သမီးဒီတိုင်းပြည်ရဲ့မင်းသမီးလေးလေရှင်ကကျမအဖေလားဘယ်သူလဲဆိုတာကျမမသိပါဘူးဒါပေမဲ့ကျမတရားမျှတမှုလို့ချင်တယ်ကျမရဲ့မိနဲ့အမကကျမကိုတတ်ပြီးရေကန်ထဲပြစ်ချခဲ့ကြတယ်အဲ့ဒီကနေကျမကစပယ်ပန်းအဖြစ်ပြောင်းသွားတာကျမရဲ့ဖေစီကိုသွားချင်တယ်ကောင်းပြီလေကောင်းပြီလာပါသမီးသွားကြတာပေါ့အဲ့ဒီနောက်ဘုရင်ကြီးဟာမိုးရီနီကိုခေါ်ပြီးဝင်တာစီကိုရောက်လာတယ်။ဝင်တာဟာမိုးရီနီရဲ့လှပမှုကိုကြည့်ပြီးအံ့ဩမြင်တတ်သွားတယ်။ဟမ်ဒါကငါသမီးမိုးရီနီနဲ့တူလိုက်တာ။ဒါပေမဲ့သူကဘယ်လိုလုပ်ဒီလောက်တောင်လှသွားတာလဲ။ပြီးတော့အရှင်မင်းကြီးပါလာတာပါလား။သူကဘယ်လိုလုပ်ဒီလောက်လှသွားရတာလဲ။ငါတို့နှစ်ယောက်ပေါင်းပြီးသူ့ကိုတက်ကရေကန်နဲ့ပြစ်ချခဲ့တာမဟုတ်လား။သူဘယ်လိုလုပ်အသက်ရှင်နေတာလဲ။အခုဘာတွေဖြစ်ကုန်ပြီလဲ။ဟိုမှကြည့်အရှင်မင်းကြီးကိုတောင်ခေါ်လာခဲ့ပြီပြီးတော့သိလေလှနေပါလားဒီသမီးအမမလုပ်ခဲ့ပါဘူးသမီးအမေကိုအစိတ်မကြွေးခဲ့ပါဘူးအမေနဲ့အမကပဲကြံစီပြီးအစိတ်တောက်ခဲ့ကြတာပါဒါတွေအားလုံးကိုသမီးသိသွားပြီးသူတို့ကသမီးကိုအသက်ကိုကြိုးစားပြီးရေကန်ထဲကိုလည်းပစ်ချခဲ့ကြတယ်ဒါပေမဲ့ဖျားသခင်ရဲ့ကျေးဇူးတော်ကြောင့်သမီးကစပယ်ပန်းအဖြစ်ပြောင်းသွားပြီးအခုအရှင်မင်းကြီးရဲ့ကျေးဇူးကြောင့်လူပြန်ဖြစ်နေတာပါနင်တို့နှစ်ယောက်ငါသမီးပေါ့ဒါမျိုးတွေလောက်ရကြတယ်ပေါ့လေကျမကိုခွင့်လွှတ်ပါရှင်ကျမအမှားလုပ်မိပါတယ်ကျမကိုခွင့်လွှတ်ပါရှင်ကျမအမှားလုပ်ခဲ့မိပါတယ်ရှင်ကပန်းဆိုင်မှုတွေအားလုံးကိုသူ့နာမည်နဲ့လုပ်ပေးလိုက်မှကိုကျမကြောက်နေခဲ့လို့ပါပြီးတော့အရှင်မင်းကြီးကျွန်တော်သမီးရဲ့အသက်ကိုကယ်ပေးခဲ့တဲ့အတွက်အရှင်မင်းကြီးကိုတိုက်ကိုကျေးဇူးတင်ပါတယ်ရှင်မင်းကြီးอืมကောင်းပြီလေဒါပေမဲ့ငါ့ကိုတခုပြောပြစမ်းနင်းဒီသမီးနှစ်ယောက်ကိုဘယ်ကနေရခဲ့တာလဲဘာလို့လဲဆိုတော့သူတို့ကငါသမီးတော်တွေဖြစ်နေလို့ပဲဟာမဟုတ်နိုင်တာရှင်မင်းကြီးသူတို့ကကျွန်တော်သမီးတော်တွေပါကျွန်တော်ကိုယ်တိုင်ပြုစုပြောထောင်ခဲ့တာပါသူတို့ကိုပဲမေးကြည့်ပါဦးလိမ်မနေနဲ့လွန်ခဲ့တဲ့16နှစ်ကငါသမီးတော်နှစ်ယောက်ကိုရေကန်ဆက်မှာထားခဲ့တာအခုတော့ကန်တရားကငါသမီးနှစ်ယောက်ကိုပြန်ဆောင်ပေးလိုက်ပြီအရှင်မင်းကြီးပြောတာမှန်ပါတယ်လွန်ခဲ့တဲ့16နှစ်က
ဒီကလေးမနှစ်ယောက်ကိုကန်ရီဆက်မှတွေ့ခဲ့လို့ကျွန်တော်အိမ်ကိုခေါ်လာခဲ့တာပါဒါဆိုရင်တကယ်ပဲဒီနှစ်ယောက်ကအရှင်မင်းကြီးရဲ့သမီးတော်တွေပေါ့လေဟုတ်တယ်သူတို့နှစ်ယောက်လုံးကငါသမီးတော်တွေပါဒါပေမဲ့ရှာလီနီကငါသမီးမိုးရီနီအပေါ်တိတ်ကိုမတရားတာတွေလုပ်ခဲ့တယ်ငါမိမကလည်းအတူတူပဲအဖေကိုခွင့်လွှတ်ပါသမီးမိုးရီနီအဖေတို့အားလုံးသမီးပေါ်မှာတိတ်ကိုမှားခဲ့ကြတယ်ခွင့်လွှတ်ပါသမီးရဲ့ကျမတို့နှစ်ယောက်စလုံးကတကယ်ပဲမင်းသမီးတွေလားကျမတော့မယုံနိုင်ဘူးမင်းကငါသမီးဆိုပေမဲ့လည်းဒီကျမလည်းအဖေနဲ့တူလိုက်ဖို့အသင့်ပဲသမီးမင်းကမင်းသမီးလေးလေငါပြောချင်တာကဘယ်နေရာမှာပဲနေပြောနေပါသမီးပျော်ပျော်ရွှင်ရွှင်သာနေကြပါမင်းရဲ့အဖေနဲ့တူလိုက်သွားကြပါလူကမှမင်းတို့ရဲ့အစ်စ်မှန်ဖေပါငါတို့ကတော့ဆင်းရဲသားတွေပါငါတို့ကမင်းတို့လိုကြီးပြင်းအောင်ပဲလုပ်ပေးနိုင်ခဲ့တာသွားကြပါသမီးတို့ရဲ့ဟုတ်တယ်သမီးတို့ရဲ့အမေကနန်းတော်ထဲမှာတိတ်ကိုစိတ်ပူနေရှာတာသမီးတို့ကိုမြင်သူတိတ်ပျော်သွားမှာလာပါသမီးတို့သွားကြမယ်အဲ့ဒီနောက်ဘယင်ကြီးဟာသမီးတော်နှစ်ပါးကိုခေါ်ပြီးနန်းတော်ကိုပြန်လာခဲ့တယ်အဲ့ဒီအခါမိဖုရားမြတ်ကနေဟာဖက်နှက်တော်မစည်းနိုင်ပဲအပြေးလွှားထက်လာပြီးသမီးတော်နှစ်ယောက်စလုံးစီကိုရောက်လာတယ်။အိုးဒါငါရဲ့သမီးတော်လေးနှစ်ယောက်စလုံးပဲမိဖုရားအခုတော့မင်းရဲ့စောင့်မျှော်ခြင်းတွေပြီးဆုံးသွားပါပြီ။ဒါပေမဲ့မင်းသမီးရှာလီနီလူကတော့အပြစ်ပေးခံရလိမ့်မယ်။လူဟာငါတို့ရဲ့သမီးငယ်လေးကိုဒုက္ခတွေများကြီးပေးခဲ့တယ်။မလုပ်ပါနဲ့အဖေကျမကဒီတိုင်းပြည်ရဲ့မင်းသမီးလေးလေအဖေဒါမျိုးမလုပ်ပါနဲ့မင်းကမင်းရဲ့ညီမရင်ကိုတော့အသက်ကိုရန်ရှာဖို့စူးစမ်းခဲ့တယ်လေမျိုးရိုးရဲ့တင်စာပြေဖို့အတွက်မင်းကိုဒီကိုခေါ်လာဖို့လိုအပ်လို့သာခေါ်လာခဲ့ရတာမင်းနန်းတော်ထဲမှာနေရမယ်ဒါပေမဲ့တာမန်လူတယောက်လိုပဲနေထိုင်ရမယ်အလုံးမှန်သမျှမင်းကိုယ်တိုင်ပဲလုပ်ရမယ်ဘယ်စီကိုင်းသူဘယ်အစီကံမှမရှိစေရဘူးဒီပြစ်ဒဏ်ကိုမင်းဆက်နှစ်တိတိခံယူရမယ်ကောင်းပါပြီအဖေကျမလက်ခံပါတယ်ကျမယုံတော့မယုံနိုင်သေးဘူးရှင်မင်းကြီးရဲ့ကျမရဲ့သမီးတော်နှစ်ယောက်စလုံးကျမမျက်စိရှိမှရှိနေပြီဒီနေ့ကျမတိတ်ပျော်တာပဲအမေနဲ့ဆောင်ရတာသမီးလည်းတိတ်ပျော်တာပဲဖျားသခင်ကသမီးရဲ့ဆုတောင်းတွေကိုနားညောင်းပြီးချစ်လာစွာသောအမေရဲ့မေတ္တာကိုပြန်ပေးလိုက်ပြီးထင်ပါတယ်မေအဲ့ဒီနောက်မိဖုရားမြတ်ကနေဟာသမီးတော်နှစ်ယောက်စလုံးကိုရင်ခွင်ထဲထည့်ပြီးထွက်ထားလိုက်ပါတော့တယ်အဲ့ဒီနေ့ကစပြီးမိုးရီနီဟာမင်းသမီးတစ်ပါးရဲ့ဘဝနဲ့နေထိုင်ခဲ့ရပြီရှာလီနီကတော့နန်းတော်ထဲမှာရှိနေပြီမဲ့လေသူမရဲ့အမားတွေအတွက်နောင်တရစွာနဲ့တာမန်လူတယောက်လိုပဲဘဝကိုပြတ်တန်းသွားရပါတော့တယ်တကယ်လို့ဒီပုံမြင်လေးကိုသဘောကျတဲ့ဆိုရင်ဗီဒီယိုကိုလိုက်ပေးပြီးပုံမြင်လေးပေါ်ခန်းစားချက်တွေကိုကွန်မန့်မှာရေးပေးသွားလို့ရပါတယ်ရှင်အခုလိုစိတ်ဝင်စားစရာကောင်းတဲ့ပုံမြင်လေးတွေကိုနားဆင်နိုင်မှုအတွက်ကျမရဲ့ channel လေးကို subscribe လုပ်ပေးထားပါအောင်ရှင်ကျေးဇူးတင်ပါတယ်ရှင်